အားလုံးပဲမင်္ဂလာပါအင်္ဂလိပ်စာကိုအခြေခံကနေစပြီးတော့အိမ်မှာလည်းအလွယ်တကူလေ့လာလို့ရအောင်ဒီဗီဒီယိုလေးကိုပြင်ဆင်ပေးထားပါတယ်ကျွန်တော်တော့လိုက်ဆိုကြည့်ပါ Good morning Did you sleep well Good morning Did you sleep well မင်္ဂလာနံနက်ခင်းမှာကောင်းကောင်းအိပ်ပျော်ခဲ့ရလားမင်္ဂလာနံနက်ခင်းမှာကောင်းကောင်းအိပ်ပျော်ခဲ့ရလားI am going to brush my teeth and wash my face. I am going to brush my teeth and wash my face. ငါသွားတိုက်ပြီးတော့မျက်နှာတက်တော့မယ်ငါသွားတိုက်ပြီးတော့မျက်နှာတက်တော့မယ် What's for breakfast today? What's for breakfast today? ဒီနေ့အတွက်မနက်စာကပါလဲဒီနေ့အတွက်မနက်စာကပါလဲ I need my morning coffee to wake up. I need my morning coffee to wake up. လမ်းဆန်းတော့အောင် coffee တောက်ဖို့လိုတယ်လမ်းဆန်းတော့အောင် coffee တောက်ဖို့လိုတယ် Can you please help me clean the room? နင်ငါ့ကိုအခန်းထဲရှင်းလို့ကူညီပေးအောင်မလားနင်ငါ့ကိုအခန်းထဲရှင်းလို့အတွက်ကူညီပေးနိုင်မလား I am going to take a shower. I'm going to take a shower. ငါခဏလေးရေသွားချိုးတော့မယ်ငါရေသွားချိုးတော့မယ် Don't forget to turn off the light. Don't forget to turn off the light. မီးပိတ်ဖို့လည်းမမေ့နဲ့အောင်နော်မီးပိတ်ဖို့လည်းမမေ့နဲ့အောင်နော် Where did you put the TV remote? Where did you put the TV remote? TV remote ကိုဘယ်နားထားလဲ TV remote ကိုဘယ်နားထားတာလဲ Can you pass me the water bottle please? Can you pass me the water bottle please? ရေဘူးလေးကမ်းပေးလို့ရမလားရေဘူးလေးကမ်းပေးလို့ရမလား I'm so tired today. I am so tired today. ငါအရန်တည်ငါဒီနေ့အရန်ပင်ပန်းနေတယ်ငါဒီနေ့အရန်ပင်ပန်းနေတယ် Let's watch a movie together. Let's watch a movie together. ရုပ်ရှင်တူကြည့်လိုက်ရအောင်ရုပ်ရှင်တူကြည့်လိုက်ရအောင် I am going to take a short nap. I am going to take a short nap. ငါခဏလောက်မေးလိုက်အောင်မယ်ငါခဏလောက်မေးလိုက်အောင်မယ် I am just scrolling through the social media. I am just scrolling through the social media. ငါဖုန်းကြည့်နေတာငါအခု social media သုံးနေတာ What are you doing right now? What are you doing right now? မင်းကိုဘာလုပ်နေတာလဲမင်းကိုဘာလုပ်နေတာလဲ What do you want to eat for dinner? What do you want to eat for dinner? ညစာတော့ဘာစားကြလဲညစာတော့ဘာစားကြလဲ The food tastes really delicious. The food tastes really delicious. အစားတော့အရှဲရတာရှိတယ်အစားတော့တကယ်ကိုရတာရှိတယ် I am going to wash the dishes. I am going to wash the dishes. ငါပကံတွေတော့ဆေးလာအောင်မယ်ငါပကံတွေတော့ဆေးလာအောင်မယ် It's getting late. I should go to bed. It's getting late. I should go to bed. ရန်နောက်ကြနေပြီငါအိယာဝင်သိပြီရန်နောက်ကြနေပြီငါအိယာဝင်သိပြီ Good night, sweet dream. Good night, sweet dream. ကောင်းတော့ညပါအိမ်မှာကောင်းကောင်းမှတ်ပါစေကောင်းတော့ညပါအိမ်မှာကောင်းကောင်းမှတ်ပါစေ See you tomorrow. See you tomorrow. နေ့ဖက်ကြမှာတွေ့မယ်နေ့ဖက်ကြမှာတွေ့မယ်ဒီတော့ဒီလောက်ပါပဲကျေးဇူးများတင်ပါတယ် See you in the next video. Bye.